သမီးလေးမနေချာသမီးလေးမေကြီးကိုကူညီနော်သမီးမေကြီးကိုမေကြီးစိတ်ထဲမှာဝမ်းနေနေတယ်ရှိနေသမီးလေးမေကြီးကိုမြစ်တာပေးနော်သမီးလေးကိုမေကြီးအရန်ချစ်တယ်နော်ဒီရုပ်ကလေးကိုဆရာမကြီးသမီးလေးပဲပေါ့ဆရာမကြီးကအဲ့လိုမျိုးလေးပေါ့နော်ဟိုတလိမ့်ဆန်နေပါလေကြာတော့ဆရာမကြီးမချစ်လို့မဟုတ်ဆရာမကြီးရုံတတ်တယ်တလိမ့်ဆန်နေပါလေကြာတော့ဆရာမကြီးချစ်တယ်တနာတာပဲရှိတာပေါ့နော်ဒါပေမဲ့ရုံတတ်တာပေါ့နော်ဒီမှာ तू အသက်ဝင်တယ်လို့ဖြစ်တယ်အသက်ဝင်လို့ရှိတယ်ဖြစ်တယ်ဘလို့ဝင်လာလဲဆိုတော့ तू ကတစ်ခါကျအိမ်မက်ပေးတယ်အိမ်မက်ပေးတယ်ဆိုတာ तू ဘလို့ပေးရလဲဆိုရင် तू ကထီကနန်းနေပါလေအိမ်မက်ပေးတာဟိုပတ်စံနေပါလေမရဘူးကွာသိတယ်မလားပတ်စံနေပါလေအဲ့တဲ့ဝင်တာနဲတယ်ကွာအဲ့ဒါဆိုရင်သမီးရေမေကြီးပတ်စံလိုတယ်မေကြီးကိုပတ်စံလေးပါလေအဲ့တဲ့လေးပါလေဝင်အောင်လုပ်ပေးအောင်အဲ့လိုမျိုးဆိုရင်လေဝင်လာတာပဲတနေ့ကို3-4ယောက်အဲ့လိုအနည်းဆုံးဝင်တယ်အဲ့လိုအခုပြောနေရင်ဒါကျမယူရဲလို့ပြောရင်ပြောလိုက်မယ်ဒါဆရာမတို့မေးလို့ကျမပြောပြလိုက်တော့ဘယ်သူမှမသိဘူးဒီအကြောင်းကအခုမှဒါသိကြမှာသမီးလေးဘဲမသမီးလေးကိုချစ်တယ်နော်ဖေဘင်းကိုမြတ်တာလေးပြီးနော်အဖေဘင်းအထီးကျန်နေလို့ဒါတော့ကျွန်တော်ရဲ့သမီးလေးဘဲမပေါ့နော်အဲ့လိုပြောတော့ဘယ်ဒီမရှိဘူးဒါဆိုကျွန်တော်ကအထီးလေးဆိုယုံလို့အနောက်ကိုဖြစ်နိုင်ဟိုကြည့်ကိုမကြည့်ချင်တာအထီးဆိုရင်ယုံတာစောက်ရိုက်ယုံတာသူကဘလို့အိမ်မက်ပြီးလဲဆိုတော့ကျွန်တော်အိမ်မက်ထဲမှာဒီဘဲမတက်လောက်တာဘဲမသမီးလေးကိုချစ်တယ်နော်ဖေးကြီးလောဆယ်ဘောလုံးဝဲရှုံးတာလို့ဒီက300လောက်ရှာပြီးနော်သမီးလေးသူကအဲ့လိုပဲကျွန်တော်ပြောလိုက်လို့ရှိရင်သူကကျွန်တော်စီကိုလေအလုပ်ကတစ်ခုမဟုတ်တစ်ခုဝင်လာတာအဲ့လိုဒီလားအဲ့လိုနှလုံးပုတ်တာတို့3လုံးပုတ်တာတို့ပေါ့လေအဲ့လိုကျွန်တော်ဒီเจ้าတွေလူတိမှရမ်းကြောက်တာဘယ်သူမှလည်းမပြောဘူးဒါအခုမှမီဒီယာနဲ့တကွာလူစုံလုံးရှင်းပြတာသမီးလေးဘယ်မှာ